ငါသမင်းကြောင့်လည်းဟာဘာကနဲ့စားလာလို့သမင်းကြောင့်လည်းဟာဘာကောင်မင်းဘလူများတွဲစားလိုက်ကွာငါ့ကိုပြောသမ်းပါဟုတ်လေသမင်းကြော်ကစားပြီးတဲ့အချိန်ကျမှဟာဘာကဒယ်လီဗရီနဲ့ရောက်လာတာကွာဘိုင်နဲ့တင်းနေလို့ဟုတ်ရတော်ကြီးလက်ဖေးရယ်ပဲနံများလေးရယ်ပဲကြာလေးရယ်လက်ခုပ်လေးတစ်ပွဲအတုပ်လေး3ပွဲလောက်ရယ်ဆိုတော်ပါပြီငါလည်းဝေးတယ်ပြောတော့ဘိုက်မစားဘူးဆိုမဟုတ်လေပါစက်ထုတ်တော့မှရွာအမျိုးတွေနေအိမ်ကိုလာလဲမယ်တဲ့အဲ့ဆိုရင်တော့ပြောစရာရှိရလေးတော့ပြောမယ်နော်အေးပါစက်ထုတ်လိုက်ပါငါချင်းများအဲ့ချက်ပြောလို့မရဘူးလေသူကချင်းငါပြောစရာရှိလို့အဲ့လိုကျွေးမွေးပြီးတော့ခေါ်လိုက်တာဟာဟိုမင်းအခုအေးဘာလို့မြောက်ကျိုးနေကွာမြောက်ကျိုးနေအဲ့လိုရှောက်လို့ဆွဲလိုက်တော့ကဲပါစက်ရပြီလိုက်တော့မဟုတ်ခဏနေတယ်ဟိုလို့ငါပြောချင်လို့ကွာဒါလေးတွေကျွေးတာအော်ငါကြောင့်လည်းသိရသားတယ်ဟုတ်ညအိမ်မှာတယောက်တည်းဒီမှာတက်လိမင်းကြီးတာလေငါဒီနဲ့လေးတော့ချင်ရပါတယ်တောက်တာဗာပြဿနာရှိလို့တော့တက်လိမနောက်တော့တဘောလောက်ရှိရင်ချပေးပါအောင်ဒီလိုတင်ငယ်ချင်းဟာတရားဟိုမင်းအိမ်မှာလေမင်းတယောက်တည်းနေရမှာလားအေးလေဘာဖြစ်လို့အိမ်ငါးတယ်နော်ဟာငါနေထိုင်နေကွာငါနေတာဗောငါအပိုင်မလို့ဩငါနေတယ်ပြီးနေတဲ့ကိစ္စအစိုးရလည်းငါနေတာလားလို့မေးတာကွာငါနေဟိုတစ်လဘယ်လောက်ပြရတယ်45သိန်းဘယ်မှာပေါ်လိုက်တာမဟုတ်လေအဲ့ဒါမတက်နိုင်လို့တသိန်းခွဲတိုင်းအင်ဂျင်သားဆိုရတသိန်းခွဲတိုင်းငါနေတယ်ငါ့ကိုလူတန်းပြောကွာမိုးလို့စိတ်စက်ကိုကပ်နေတယ်ပြောချင်တာအဲ့တသိန်းခွဲနဲ့ငါနေတဲ့အိမ်ကဘယ်နှယောက်နေလို့ရအေးလုံးဝဒီငါနေပါလေဆိုမှဘယ်နှယောက်နေလို့ရတာဗောငါတယောက်တည်းသမောင်းလို့တယောက်တည်းနေတာလေဟုတ်လားအေးအဲ့ဒါလေငါမင်းအိမ်မှာလာနေမလားလို့မအလကားတော့မနေဘူးလေကွာတကယ်ကြီးကလည်းမင်းတော့တသိန်းခွဲပေးထားရတယ်ပဲဟဲ့ယူငါ9000စိုက်ပေးမှာဗော9000အေးရော9000အေးစူးတော့မစူးဘူးပေါ့နော်9000ဆိုငါစားစိတ်တောက်စီလေးကြည့်တာပေါ့အေးပါမင်းတို့ကမျိုး9 6လောက်တင်လိုက်ငါမျက်တော့မရဘူးမဟုတ်ဘူးတကယ်ကြီးလူစုလိုက်မအဲ့လိုလူစုလို့မရဘူးလေအဲ့လိုအများကြီးတော့တင်လို့ငါလည်းရှုပ်မနေချင်လို့ကွာအခုငါနေတဲ့ဟိုလိုင်းငယ်အတွဲတွေနဲ့လေအဲ့လိုရှုပ်လို့တကယ်ကြီးစီမှာလာနေချင်တာငါလည်းတသိန်းခွဲပေးရတာပဲမင်းတယောက်တည်းအေးစေးနေချင်တာငါတို့လည်းအဲ့ဆိုငါ့ကို3သိန်းမင်းငါ့မော်နေလိုက်နော်မဟုတ်လေ3သိန်းပေးလိုက်မင်းအဲ့တယောက်တည်းနေလိုက်9000ပေးမှာလို့တစ်လောက်ဟောတစ်လောက်9000 3သိန်းဆိုမင်းကငါပြန်ငါလို့ဖြစ်နေရတယ်ကွာငါတက်တာအောင်လို့လောက်တာအဲ့တော့ငါ9000ပေးနေပြီနော်9000ပေးနေရအဲ့တခုတော့ရှိတယ်ကွာငါလည်းဒါဟိုနှစ်ချုပ်နဲ့ကြူပြီးတော့ပေးရတယ်လေမင်းက9နှစ်စာလောက်ပေးထားလိုက်ငါဝယ်တာမဟုတ်လေတကယ်ကြီးငါတက်တာမင်းအိမ်မှာတစ်လောက်9000ပေးနေတာလေဟောလာစင်ပေးတော့လာစင်တော့ပေးမှာပေါ့အေးရပြီးတော့အဲ့ဒါမနေ့ကငါပြောင်းလာခဲ့လိုက်နော်နှစ်ပန်ရက်ရစားကွာအဲ့ဆိုလို့လုပ်ပါလားဂျာတာပရင်းကြီးကပြဿနာကြတယ်ဂျာတာပရင်းကြီးကမှတောင်းတာလေဟုတ်လေအိမ်ပြောင်းအိမ်ရွှေ့ဆိုတာရက်ရသားကိုရွှေ့ပြောင်းကြတာလေကွာမင်းကပြဿနာကြီးငါပြောင်းတော့ငါလက်ပိတ်မှာပေါ့မင်းတို့ထွက်ရက်ရသားပဲကြိတ်ချိန်ထွက်ငါမနေ့ကတော့ပြောင်းလာတယ်ဟိုမဟုတ်ငါပြောပြီးညတော့မှငါကင်းနေသွားအိမ်ရတာအဲ့လိုက်တာဟုတ်ပြောင်းဘာထုံးမတော့တင်မလားနဲ့နော်အိမ်နေရှုပ်ကုန်ဟောရတယ်မင်းကြီးမဝေဆိုင်ငါဥစားတွေယူမွန်းနေလေမင်းမအထုတ်တွေတင်မလားနဲ့ဆိုတင်အိမ်မှာရှုံးအောင်ဆိုလို့ဟုတ်လေအဲ့ဒါကြောင့်မလို့ပြောတာအဲ့တိုင်းမှာပါတော့ငါမင်းကြာကြီးဝတ်မှာပေါ့ရအဲ့ဆိုပြီးတော့ပါဆယ်ရပြီလားပါဆယ်ညမထူတော့ဘောရဟောကြာစံကြိုလေးနှစ်ပွဲလောက်ထည့်စမ်းကြာတယ်နော်တော့နှစ်ပွဲလောက်ကြာတယ်ကျွန်တော်နှစ်ပွဲထည့်ပြီးတော့လေအဲ့ဒါဘေးလေးပါယူလာကြပါသိလား